Minglawa, aku pertama dan juga beda. Tinggal chapter 2 mah balik manometer ni, mereka total pressure, pi no, jadi kuih awal mah pihak ni je. Total pressure jauh ni, mereka jadi kuih mah pressure berbang tu kan, all direction tu ada surat check liu, di manometer liu tu demonstration tu mah pihak balik. Dari ada manometer liu pihak balik, tu test mah tu ada time mah, jubung dengan kuih hari, tapi orang itu kuih pihak balik. ဒီထဲကိုကျွန်တော်တို့က color water ရောင်ဆိုးထားတဲ့ရေထည့်ထားပါတယ်။အဲ့ချိန်မှာသူက manometer လေးဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီ color water ရဲ့ level လေးကဒီ0မှာပါ။သူကဒီဘက်ကလည်းပဲ lead PR ပဲဒီပြုံးရဲ့အပေါ်ကလည်း lead PR ပဲရှိပါတယ်။ဒီဘက်တခြားတစ်ဖက်ကလည်း lead ကဖိထားတဲ့ atmospheric pressure ပဲရှိပါတယ်။ဒါကြောင့်မလို့ဒီကတနေရာထဲမှာရှိနေတယ် local ဒီမပြောင်းပါဘူး same time မှာပဲရှိပါတယ် atmospheric pressure မပြောင်းဘူးဆိုတော့ဒီဘက်မှာရှိတဲ့ခေါင်းဒီဘက်မှာရှိတဲ့ခေါင်းနဲ့ညီးနေပါတယ်တနည်းပြောရင်တော့ဒါကဒီ manometer လေးမှာရှိတဲ့ခေါင်း level လေးကိုဒီဟာလေးကိုကြိုက်သလိုညှိလို့ရပါတယ်အခုကျွန်တော်တို့ဒီမှာကတော့0နာလေးနည်းနည်းလေးတော့ကြော်ပါတယ်ညှိထားပါတယ်ဒီဟာလေးကိုသုံးပြီးတော့ကျွန်တော် lead PR ကို lead PR နဲ့တိုင်းတဲ့အခါမှာ ဒီမှာရှိတဲ့ဟာလေးကိုကျွန်တော်တို့ကအရေရဲ့အောက်ခြေမှာရှိတဲ့ pressure ကိုတိုက်ဖို့အတွက်ဒီ manometer လေးကိုအဖက်ပြောင်းကနေဆက်လိုက်ပါတယ်အခုဆက်ပြီးပါပြီအဲ့ဒီအချိန်မှာသူက pressure လေးအနည်းငယ်ပြောင်းလို့ねဒီ manometer sensitive ဖြစ်ပါတယ်အခုဒီမှာကျွန်တော်တို့ဖန်ပြုံလေးကိုဒီမှာဒီ rubber ကျူလေးကိုအနည်းနည်းလေးနှိပ်တာနဲ့ဒီမှာရှိတဲ့ pressure ကြောင့် manometer မှာရှိတဲ့ဒီ level လေးကပြောင်းသွားတော့မြင်ရမှာဖြစ်ပါတယ်အခုဒါလေးကိုကျွန်တော်တို့ကအရေထဲကိုထည့်ပါမယ်အခုအရေထဲကိုစထည့်ပါပြီထည့်တဲ့အခါမှာအခုတော့ရေမျက်နှာပြင်ပေါ်မှာပဲရှိတဲ့ကြောင့်နှစ်ဖက်စလုံးမှာ atmospheric pressure ပဲရှိပါတယ်ရေထဲကိုသူမြုပ်သွားတဲ့အချိန်မှာရေမြုပ်သွားတဲ့ပမာအနက်အတိုင်းသူက pressure တက်လာပါတယ်ဟောဒီရေ level မှာရှိတဲ့ pressure ဟာဒီဘက်မှာရှိတဲ့ atmosphere ဒီကွာဟာလေးရဆိုလို့ရှိရင်ဒါရေဒီအနက်မှာရှိနေတဲ့ pressure ပဲဖြစ်ပါတယ်သူကအရေတစ်ခုရဲ့အတွင်းထဲမှာဖြစ်နေတဲ့ pressure အနက် h ပေါ်မှာမူတည်တဲ့အတွက်ကြောင့်ဒီအနက်ကိုကျွန်တော်တို့တင်လိုက်မယ်ဆိုရင်အခု manometer မှာမြင်ရတဲ့အတိုင်း pressure အပေါ်ကိုတက်လာမှာဖြစ်ပါတယ်အပေါ်ကိုပြန်ပြီးတော့ h ကို short ရင်ဒီ level လေးကပြန်ကျလာပါမယ်ဒါလေးနဲ့ကျွန်တော်တို့ကចောင်းသားကိုဘာပြောနိုင်လဲဆိုလို့ရှိရင် liquid တစ်ခုထဲမှာဖြစ်ပေါ်နေတဲ့ pressure ဒီအဲ့ဒီ liquid ရဲ့အနက် h ပေါ်မှာမူတည်တယ်ဆိုတဲ့အကြောင်းပြောလို့ရပါတယ်ပြီးညီမျှချင်း rho g h ဆိုတဲ့ formula လေးကိုဒီကနေပြီးတော့ကျောင်းသားများကိုကျွန်တော်တို့ demonstration လုပ်နိုင်မှာဖြစ်ပါတယ် h ပြောင်းရင် pressure ပြောင်းတာကိုဒီမှာမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အရေတစ်ခုရဲ့အောက်ခြေမှာဖြစ်နေတဲ့ pressure ဟာသူကဘက်ပေါင်းစုံကနေပြီးတော့တက်ရောက်တယ်ဆိုတဲ့အနက်တနေရာမှာဖြစ်နေတဲ့ pressure ဟာဘက်ပေါင်းစုံကတက်ရောက်တယ်ဆိုတဲ့အကြောင်းမှာအဲ့မှာ same pressure တက်ရောက်တယ်ဆိုတဲ့အကြောင်း h မပြောင်းရင်သူကမပြောင်းပါအခုဒီနားလေးမှာထားတဲ့အခါမှာလောလောဆယ်မြင်ရတဲ့ pressure ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ကဒီမှာရှိတဲ့ကောင်လေးကိုကျွန်တော်တို့က direction ပြောင်းပါမယ်ဒီဘူးသီးလေးကိုလှည့်ခြင်းအပြင်ဒီကျိုးကတစ်ဆင့်အောက်ခြေမှာရှိတဲ့ diaphragm လေးကိုသူက direction လှည့်နိုင်မှာဖြစ်ပါတယ်အခုဒါအောက်တဲ့လေးကနေပြီးတော့ကျွန်တော်တို့ဘေးကိုကျွန်တော်တို့လှည့်လိုက်မှာဖြစ်ပါတယ်ဒါဘေးကိုလဲသွားပါပြီအဲ့ဒီအချိန်မှာသူကဒီ pressure ပြောင်းလဲခြင်းမရှိပါဘူးဒီဘက်ဘေးကနေတစ်ခါဟိုဘက်ဘေးကိုပြန်ပြီးတော့လှည့်မှာဖြစ်ပါတယ်နောက်တစ်ဖက်ပါအခုဒီအောက်မှာကန်ထဲမှာမြင်ရတဲ့အတိုင်းပါပဲသူကတခြားတစ်ဖက်ကို direction ဒီဘက်ကနေတက်ရောက်တဲ့ pressure ပါဒီ pressure ကလည်းဒီနေရာမှာပဲရှိပါတယ်အခုကျွန်တော်ဘက်ကိုပြန်ပြီးတော့လှည့်ပါမယ်အခု manometer မှာပြတဲ့ pressure ပြောင်းလဲခြင်းမရှိကြောင်းတွေ့ရပါမယ်ထိုနည်းတူပါပဲဒီတစ်လျှောက်မှာအနက်သာတူမယ်ဆိုရင်တော့ဒီဟာလေးက direction ဘယ်ဘက်ကိုပဲပြောင်းတော့ same pressure တက်ရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ pressure သည်ဘယ်ပေါင်းစုံကလည်းတက်ရောက်တယ်အနက်တနေရာမှာရှိနေတဲ့ပမာဏချင်းတူပါတယ်ဘယ်အချိန်မှာသူက pressure ပြောင်းသွားမလဲဆိုရင်သူ့ရဲ့အနက် h တန်ဖိုးပြောင်းရင်တော့သူပြောင်းသွားမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်တို့ h တန်ဖိုးပြောင်းလိုက်ပါတယ် pressure ပြောင်းသွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုဒီ manometer ဒီပစ္စည်းလေးကိုအသုံးပြုခြင်းအပြင်ကျွန်တော်တို့ဒသမတန်းယူဘဗေဒ chapter 2မှာပါတယ်
total pressure the remote actual pressure အကြောင်းရယ် manometer အကြောင်းရယ်ကိုကျောင်းသားများကို demonstration လုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်